ကျမဆွေအင်္ဂါတသမီအားလုံးမင်္ဂလာပါနော်ကျမဆွေအင်္ဂါတသမီတွေကိုဒီတစ်ပတ်တက်ကလာမှာတွေ့ကြမှာကန်ကျမအဆူအကောင်းနေနဲ့အတူဆောင်းရှောင်းရံလေးတွေကိုလေးပြပြပေးသွားမှာဖြစ်ပါတယ်အင်္ဂါတသမီတွေအတွက်ကြားရောက်လာတဲ့ academic လေးကတော့ဖုန်းကြီးဆိုတဲ့ academic လေးပဲဖြစ်ပါတယ် academic လေးကအင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိရပေါ့နော်မိမိရဲ့နေအိမ်ကိုဖုန်းတော်ကြီးတစ်ပါးပါကြောက်ရောက်လာတာတို့မိမိနဲ့မျက်နှာစိမ့်နေပေါ့နော်ဖုန်းကြီးတစ်ပါးပါကိုမိမိကဖူးတွေ့ရတာတို့ဒါမျိုးလေးနဲ့လေတွေ့ကြုံရတဲ့အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိတို့အိမ်ရပေါ့နော်မိဘတွေနေထိုင်မကောင်းဖြစ်တာတို့ကျမကြီးညံ့တာတို့ဒါမျိုးလေးနဲ့လေတွေ့ကြုံရတဲ့အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာအလုပ်အကန့်ကိစ္စရင်းနဲ့ပတ်သက်ရင်မိမိကအလုပ်မှာယာရုတိုးတာတို့ယာရုတက်တာတို့အလုပ်မှာပေါ့နော်မိမိရဲ့နာမည်ကုန်တဲ့ကြော်ကြားတာတို့ဒါမျိုးလေးနဲ့လေတွေ့ကြုံရတဲ့အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိရဲ့အလုပ်ကပေါ့နော်မိမိထက်လက်အောင်ငယ်သားတွေမိမိထက်ယာရုငယ်တဲ့လူတွေသူတို့တွေထမ်းနေပြီးတော့အကူအညီကောင်းတွေရတာမျိုးလေးတွေဒါမျိုးလေးနဲ့လေတွေ့ကြုံရတဲ့အင်္ဂါသမီးတွေကဒီကာလလေးတွေမှာငွေကြေးနဲ့ပတ်သက်ရင်လက်လွန်ရွှေ့နေတတ်တယ်လက်လွန်ရွှေ့နေတာနဲ့အများမိမိရဲ့တတိထားမှာတော့ရှိတယ်အဲ့ဒါဘာလဲဆိုရင်မိမိကငွေလင်ခမ်းရတာတို့လူလင်ခမ်းရတာတို့ဒါမျိုးလေးနဲ့လေတွေ့ကြုံရတတ်တယ်မိမိနဲ့ပေါ့နော်အလွန်ရင်းနှီးတဲ့လူတယောက်ကနေပြီးတော့မိမိထမ်းနေပြီးတော့ငွေချီးတာငှားတာချီးပြီးငှားပြီးရင်လည်းပြန်မဆက်တာဒီလိုမျိုးလေးနဲ့လည်းတွေ့ကြုံရတဲ့အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကစိတ်ပါဝင်တန်မိုးကြီးပစ္စည်းတွေလည်းဝင်လာတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်မိမိကစာမေးပွဲအောင်တဲ့သတင်းတို့အင်တာဗျူးအောင်တဲ့သတင်းတို့ဒီလိုသတင်းကောင်းတွေလည်းကြားရတတ်တယ်ပညာရေးနဲ့ပတ်သက်ရင်လည်းမိမိကကံကောင်းနေတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်အမျိုးသမီးတူတယောက်ကြောင့်မိမိရပေါ့နော်စိတ်အနှောက်အယှက်ဖြစ်ရတာတို့မိမိရဲ့နာမည်ကုန်တဲ့ညှိုးနွမ်းတာတို့ဒီလိုမျိုးလေးနဲ့တွေ့ကြုံရတတ်တဲ့အတွက်ကြောင့်မိမိကရင်းနှီးတဲ့အမျိုးသမီးတူတယောက်ကိုယဉ်နေတဲ့သူပဲဖြစ်ဖြစ်မယဉ်နေတဲ့သူပဲဖြစ်ဖြစ်မိမိကအမျိုးသမီးတူတယောက်ရဲ့ပေါ့နော်စိတ်နှောက်ယှက်ပေးခြင်းကိုခံရတတ်တဲ့အတွက်ကြောင့်ဒါကိုတော့မိမိကအထူးသတိထားတဲ့နဲ့ queue site တဲ့နဲ့အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိရဲ့ချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ချစ်သူအိမ်အောင်ဘက်ထမ်းနေပြီးတော့ပေါ့နော်သတင်းကောင်းတွေကြားရတာတို့သူတို့တွေထမ်းနေပြီးတော့အကူအညီကောင်းတွေရတာတို့ဒါမျိုးလေးနဲ့လေးတွေ့ကြုံရတတ်တယ်အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်ခေါင်းကိုက်တာတို့ခေါင်းမူတာတို့ခေါင်းမထူနိုင်တာတို့ဦးကောင်းပိုင်းနဲ့ပတ်သက်တဲ့ဝေဒနာတွေခံစားရတတ်တဲ့အတွက်ကြောင့်ဒါကိုတော့သတိထားတဲ့နဲ့ queue site တဲ့နဲ့အင်္ဂါသားသမီးတွေကဒီကာလလေးထဲမှာနီးစပ်ရဖျားတက်ဆူဆူကမိမိရဲ့မွေးနေ့ထောင်းမှာအောင်လံ9လက်စက္ကန့်လူတန်းချင်းဖြစ်မိမိရဲ့ကံဉန်းခိုက်တရားပြပြောက်သွားစေမယ်အနီရောင်တို့အပြာရောင်တို့ကတော့ lucky ကာလာလေးဖြစ်ပြီးတော့1ကနန်း6ကနန်း5ကနန်းတွေကတော့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမနာမည်ကတော့ဆင်မအင်းကြီးကျန်မို့ပါနောက်ဗီဒီယိုလေးကျမပြန်ဆောင်မယ်နော်ကျမဆွေအင်္ဂါသားသမီးတွေလည်းကိုစိတ်နှပြကျမချမ်းသာလို့စီးပွားဥစ္စာများဒီလားတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာပါစေလို့ကျမဒီကနေပြီးမေတ္တာပြုဆုတောင်းပေးလိုက်ပါရနော်